ကိုမောင်နဲ့နောက်မဟာပညာကျော်လားမသိဘူးအဲ့ဒီတယောက်ကိုလိုအဲ့ရှင်းပလိုက်ကမယ်ဆိုတဲ့စကားထွက်ပြောတာကဲအဲ့ဒါပုံကြီးလားဟမ်တင်ငန်းကိုအာမနာနိုင်ဘူးဖခင်မြတ်စွာဘုရားကတင်ငန်းကိုအာနာပါလို့မဟောထားဘူးဒေဝရတ်မြေမျိုးရတဲ့အချိန်မှာတင်ငန်းဝကြီးနဲ့နော်ခဏနေပါအောင်တင်ငန်းကိုအာနာပါတင်ငန်းလဲပါအောင်လှုပ်ထားတာမဟုတ်ဘူးနော်တင်ငန်းကိုခုတုံးလှုပ်ပြီးတော့သာသနာဖြတ်တာကသာသနာဖြတ်တာပဲလက်ခံပေးလို့မရဘူးနော်တန်ခါဆိုရင်တန်ခါဝိနည်းနဲ့ညီအောင်တန်ခါအလောက်တန်ခါလောက်ဗုဒ္ဓဘာသာရဲ့တန်ခါဆိုတာပို့ဆိုးတယ်ဗုဒ္ဓဘာသာဆိုတာဘာသာတစ်ခုမဟုတ်ဘူးလောကတဘာဝအမှန်တရားတွေကိုမြတ်စွာဘုရားကဟောကြားဆုံးမခဲ့တဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးလူတွေကိုဗုဒ္ဓဘာသာဝင်လို့ခေါ်တာနော်သူတို့အခုလုပ်နေတာဒီမြတ်စွာဘုရားအဆုံးအမအတိုင်းပြောဆိုနေထိုင်နေတာလားဒီမြတ်စွာဘုရားအဆုံးအမတွေစန့်ကျင်ဘက်နေထိုင်နေတာလားဟမ်သူများဘာသာသွားရန်ရှာလိုက်နော်မဟာပညာကျော်ပြောတာရှင်းရှင်းလေးဘာသာသာသနာပြုတယ်ဆိုတော့သူများဘာသာသွားရန်ရှာတာဗုဒ္ဓဘာသာသာသနာပြုတာမဟုတ်ဘူးအဲ့ဒါကိုသူတို့နာတယ်ဟိုကပြောတာရှင်းနေတယ်လေအဲ့တော့ဒီပြည်တွင်းကဘောမတွေရဲ့အနေထားကလေမှန်တာကိုပြောတဲ့လူမှန်တယ်သူတို့ရန်လူဖြစ်နေတာ